လိုက်ထွက်လို့ထားတဲ့အိတ်ကတိကိုပြန်လိုက်ရှာကြည့်အချင်းအဖေရောက်တော့သမဏစာချက်ကကကဘူးအယူကြီးအလကတော့ဒီစိတ်နဲ့စီရမှာဘယ်လိုမှကြည့်ချင်ဘူးလို့မဟုတ်ဘူးအမေတို့စီချင်တော့